ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ပကြီးဆရာလေးနဲ့အိုးကွယ်လေးကို့အရေးချင်းကိုပညာရှိရှိအသုံးချခြင်းအကြောင်းဒီပုံမြင်ကအရေးချင်းနဲ့ရိုးသားမှုအကြောင်းတန်မိုးရှိတဲ့သင်ခန်းစာတစ်ခုကိုပေးစွမ်းပါတယ်မန္တလေးနားကရွာလေးတစ်ရွာမှာကိုဖြိုးဆိုတဲ့ပကြီးဆွဲရတာကိုအရန်နှစ်သက်တဲ့ကောင်လေးတစ်ယောက်ရှိခဲ့ဘူးတယ်သူ့မှာကောင်းမွန်တဲ့ပကြီးစုပ်တံတွေဆေးရောင်တွေမရှိခဲ့ပါဘူးကျိုးပဲ့နေတဲ့ခဲတံအနှဲငယ်နဲ့မှတ်စုစာအုပ်တေးသေးလေးတစ်အုပ်ပဲရှိခဲ့တယ်ဒါပေမဲ့နေတိုင်းသူမြင်သမျှဖျားစီတီတွေဈေးတဲကမြင်ကွင်းတွေအေယာဝတီမြစ်ပေါ်ကိုနေဝင်ချိန်ရောင်ပြန်ဟပ်နေတဲ့မြင်ကွင်းတွေကိုပါသူပုံဖော်ရေးဆွဲခဲ့တယ်တနေ့မှာရွာဖျားကောပကအဖွဲ့ကပြိုင်ပွဲတစ်ခုကိုကြီးညာလိုက်တယ်ဖျားအတွက်အလူခံအိုးအသစ်တစ်လုံးကိုအကောင်းဆုံးဒီဇိုင်းရေးဆွဲပေးနိုင်တဲ့သူကိုပကြီးကျောင်းတက်ဖို့ပညာသင်ဆုချီးမြှင့်မယ်တဲ့ကိုဖြိုးကစိတ်လှုပ်ရှားခဲ့ပေမဲ့ပြဿနာတစ်ခုတော့ရှိခဲ့တယ်သူ့မိသားစုကဆင်းရဲတော့ဆေးအသစ်တွေဝယ်ဖို့မတတ်နိုင်ဘူးဒါနဲ့သူအသုံးပြုလို့ရမယ့်ပစ္စည်းတစ်ခုခုကိုတွေ့မလားဆိုပြီးဈေးထဲကိုသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအိုးကွဲလေးတစ်လုံးပေးမှာဟင်းသီးဟင်းရွက်ရောင်းနေတဲ့အဖွားအိုတစ်ယောက်ကိုသူတွေ့လိုက်ရတယ်သူပြုံးပြီးမေးလိုက်တယ်အဖွားအဲ့ဒီအိုးကွဲလေးကိုကျွန်တော်ယူလို့ရမလားလို့ပေါ့အဖွားကရဲတဲ့အတုံးမဝင်ပါဘူးတားလေးရဲ့ဒါပေမဲ့မင်းလိုချင်ရင်ယူသွားလိုက်တဲ့ကိုဖြိုးကအိုးလေးကိုအိမ်ယူလာခဲ့တယ်အဲ့ဒီညမှာသူအိုးလေးကိုတန်ရှင်းရေးလုပ်ပြီးပန်းပွင့်တွေနံနွင်းနဲ့မီးသွေးတို့ကနေရတဲ့တဘာဝဆေးရောင်တွေနဲ့ချေမုန်းခဲ့တယ်နောက်တစ်နေ့မနက်မှာသူအိုးလေးကိုဖះเจ้าကိုယူလာခဲ့တယ်လူတိုင်းကရေကြတယ်ဘာလို့အိုးကွဲကြီးကိုယူလာရတာလဲတဲ့သူတို့ကပြောကြတယ်ဒါပေမဲ့နေအောင်ကြီးကအိုးလေးကိုထိလိုက်တဲ့အခါအကွဲเจ้าတွေကရွှေရောင်အစင်နဲ့လင်းလက်ပြီးအယောင်တောက်လာခဲ့တယ်ကိုဖြိုးကအကွဲเจ้าတွေကိုတစ်စစ်အည်ပြောပြီးဖြေထားခဲ့တာဖြစ်ပြီးအဲ့ဒီအပေါ်ကနေဆေးချေခဲ့တာပါချိုရင်းချက်တစ်ခုကိုအလှပတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်တာပါကျောင်းထိုင်ဆရာတော်ကပြုံးပြီးမိန့်လိုက်တယ်လူတိုင်းကချိုရင်းချက်တွေကိုဖုံးကွယ်ဖို့ပဲစူးစမ်းကြတာဒါပေမဲ့မင်းကတော့အဲ့ဒါကိုအမှုပညာအဖြစ်ပြောင်းလဲပစ်လိုက်နိုင်တယ်ကိုဖြိုးကပညာသင်ဆုစုခူးခဲ့တဲ့နောက်ပိုင်းမှာသူကနာမည်ကျော်ကြားတဲ့ပကြီးဆရာတစ်ယောက်ဖြစ်လာပြီးကလေးတွေကိုစစ်မှန်တဲ့တီထွင်ဖန်တီးမှုဆိုတာကိုဘာတွေပိုင်ဆိုင်ထားလဲဆိုတာမဟုတ်ပဲကိုပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ဘာတွေဖန်တီးနိုင်လဲဆိုတာပဲဖြစ်တယ်လို့တွင်တင်ပေးခဲ့တယ်သင်ခန်းစာကျိုးပဲနေတဲ့အရာတွေအတွက်ရှက်ရှုမနေပါနဲ့တချို့ချိန်တွေမှာအကွဲကြောင်းတွေကနေအလင်းတွေဝင်ရောက်လာတတ်ပါတယ်ကျေးဇူးပြုပြီး channel လေးကို like and subscribe လေးနဲ့ကူညီသွားကြပါဦး